Yeah. I could dream and reduce your life. I could dream and reduce your life. I could dream and reduce your life. ငါစိတ်နဲ့ပြန်ရောက်ကောင်းခြင်းအမြဲလိုရအောင်ပြောင်းခြင်းအပေါ်ရဟန်ဆောင်ကောင်းတဲ့သူတွေကိုလည်းငါမပေါင်းခြင်းတစ်ခါလေးမကောင်းစဉ်ခါလေးမှာပုတ်စာအရာအလုံးကိုအကောင်းမြင်စိတ်ထားတယ်ဘသူပေါ်မှာငါဒီမယုံမှာအမေကမြေးလို့ခုလို့ဆုံးမနေကြလူတယောက်ကိုရှိရောကံမိုးတမဟုတ်ရင်သူမရှိမမင်းသိမဲ့တဲ့ကိုချစ်ရသူတွေကိုလည်းကိုကြောင့်လည်းပဲစိတ်မညစ်စေနဲ့မင်းတို့ရဲ့ကတခြားသူပေါ်မှာစိတ်မဖြစ်စေနဲ့အတိတ်မှာပါရင်မှားတယ်လို့ပြုပြင်ကပြောင်းလဲရမယ်အတုံးထဲမှာလည်းလိုက်ပြီးတော့တူရှင်ကမလျှောက်နဲ့ခင်မကောင်းလို့လောလောဆယ်ငါယူခြင်းဟန်ဆောင်လိုက်ကိုလျှောက်တဲ့လက်ကိုဖောင်းနိုင်ခြင်းဒီကနေပြင်မမြောက်တယ်အတိတ်မှာပါရင်မှားတယ်လို့ပြုပြင်ကပြောင်းလဲရမယ်အတုံးထဲမှာလည်းလိုက်ပြီးတော့တူရှင်ကမလျှောက်နဲ့ခင်မကောင်းလို့လောလောဆယ်ငါယူခြင်းဟန်ဆောင်လိုက်ကိုလျှောက်တဲ့လက်ကိုဖောင်းနိုင်ခြင်းဒီကနေပြင်မမြောက်တယ်မကင်းကြောင်ထွက်လူတယောက်ကမလို့ထညမောင်ရိုးဝါရနဲ့တောက်လက်စာချိုးမြခံချမောဘသူကထောက်ကူပေးထားလဲအိမ်မန်နဲ့ကောက်ယူပေးစားမြမျိုးပြရဆိုးရတဲ့မျက်စာကိုအမြဲလိုနောက်ကျလူငယ်တယောက်ပေါ်အဖြူတဲ့ပုတ်စာခုရကဲရမယ်โอเคထားပါပြောပြကြည့်ကမှမှားနေဒေါသတွေမောဟတွေလူတွေတော့ကရှိရများလို့ငါလည်းမျောသွားမိပါပဲခါလေးခတ်ပါတယ်ရှင်တန်ရတာဘာတွေအတွက်ပါလဲမင်းလည်းငါတို့စဉ်းစားပြီးမှပေါ့အဖြေရဘာတွေထွက်လာလဲလောကကြီးနဲ့လိုက်ရောညီထွေပြီးတော့ငါနေတက်ပါတယ်အာရင်စာတွေဖတ်ပါတယ်ဒီမိုကရေစီငါလည်းမှတ်ပါတယ်အတိတ်မှာဘာတွေမှားခဲ့လို့ပြုပြင်ကပြောင်းလဲရမယ်ဘယ်သူနဲ့မှလည်းလိုက်ပြီးတော့တူရှင်ကမလျှောက်နဲ့ခင်မကောင်းလို့လောလောဆယ်ငါယူခြင်းဟန်ဆောင်လိုက်ရတယ်ကိုလျှောက်တယ်များကိုဖောင်းနေခြင်းဒီကနေ့ပြင်မမြောက်ရေ